ငါကစိတ်ကောင်းဝင်ပြီးယောက်ျားလေးအတန်းဖော်တယောက်ကိုမုံဝဲကျွေးမိယုံတင်ရှိသေးတယ်နောက်တစ်စက္ကန့်မှာပဲဆရာမတယောက်ကငါဘားကိုရိုက်ချလိုက်တော့တာပဲနေကဘယ်တန်းကလည်းအချစ်မကောင်းတဲ့ကောင်မငါသားကိုမြှူဆွဲရဲတယ်ပေါ့ငါကြောင်သွားတယ်ငါကကြောင်သူတော်မဟုတ်ဘူးလေကြောင်ကိုစစ်စေးရေးစင်းရင်ကန်တင်းမှာနေ့လယ်စာဝင်စားတာကန်တင်းမှာအဲ့ဒီကောင်လေးအလကားပေးတဲ့ဟင်းသီးဟင်းရွက်စွပ်ပြုတ်ပဲတောက်နေတာတွေ့လို့မုံဝဲကျွေးလိုက်တာလေအဲ့ဒါအဘီလေးတက်မဲ့ကြောင်သားမဟုတ်လားအဲ့ဒီကောင်မလေးကသူ့ကိုစကားတောင်ပြောရဲတယ်နော်ဟုတ်ပတ်သူ့အမေကသူ့ကိုမျက်စိအောက်ကအပြောက်မခံစောင့်ကြည့်နေတာအားလုံးသိကြတာပဲသူ့သားလေးထိတ်တန်းကြောင်မဝင်မှာကြောက်နေတာလေငါဘာမှပြန်မပြောတော့ဆီယမကငါစီပြန်ပြေးလာပြီးသပင်ကိုဆွဲဖို့လုပ်ပြန်နေမေအဲ့လိုမဟုတ်ပါဘူးဖယ်ဆန်းအခုကျောင်းအုပ်ကြီးစီသွားမယ်ရှင်နားလည်မှုလွဲနေပြီငါကပညာရေးဌာနကပါပညာရေးဌာနဟုတ်လားကျေးဇူးပြုပြီးပဲဒီလောက်ငငယ်လေးနဲ့လိန်တောင်လိန်နေပြီးသွားဆန်းငါစွန့်သွားတယ်ငါကကလေးရုပ်လေးပေါက်နေုံတင်မှာကျောင်းအုပ်ကြီးရုံးခန်းနဲ့အစွဲခံလိုက်ရတဲ့အချိန်ထိသူကအော်တုံးပဲကျောင်းအုပ်ကြီးကျွန်တော်သားကအဘီလေးတက်မဲ့သူဒီလိုကျောင်းသူမျိုးကသူ့ကိုမြှူဆွဲရဲတယ်အထုတ်ခံရမယ်နင်ကဘယ်တန်းကလေးနေမိဘတွေဖုန်းနံပါတ်ပေးနင်ကျောင်းထုတ်ခံရပြီးပေးရဲရင်ပေးလိုက်ရှင်မခေါ်ရဲမှာပဲငါကစိတ်ပူနေတာကျောင်းအုပ်ကြီးသူအမူအရာကိုကြည့်ဦးဒီလိုအရှက်မရှိတဲ့အရာမျိုးကိုပြက်ပြက်သားသားဆုံးမရမယ်အပိုတွေပြောမနေနဲ့ဖုန်းဆက်လိုက်နံပါတ်ကဘလောက်လဲငါနံပါတ်တစ်ခုကိုရွတ်ပြလိုက်တယ်ဟဲလို့ဒါယူရင်အထက်တန်းကျောင်းကကျောင်းအုပ်ကြောက်တဲ့ဟောင်းပါနင်ကအဲ့ဒီကျောင်းသူရဲ့မိဘလားနင်ကလေးကကျောင်းမှာယောက်ျားလေးတယောက်ကိုမြှူဆွဲနေတဲ့ချက်ချင်းလာခဲ့ဘာပြောတယ်ဘသူလဲနင်သမီးကကျောင်းမှာယောက်ျားလေးတယောက်ကိုမြှူဆွဲနေတယ်အခုချက်ချင်းလာရှင်ကတော်တော်ရဲကျင်သွားတယ်ကျောင်းအုပ်ကြောက်တာတစ်ဖက်ကဘသူလဲဆိုတာသိရင်ဘောင်းဘီတဲ့တေးထွက်သွားလောက်တယ်ဒါပေမဲ့သူကမသိတော့မိဘတွေလာတောင်းပန်တာကိုစောင့်ရင်အခန့်သားလုပ်နေလုံးပဲကျောင်းအုပ်ကြောက်ရှင်ကသမီးအကြောင်းပြောနေတာတေချာလို့လားတေချာတာပေါ့လာမလားမလာဘူးလားအခုချက်ချင်းလာခဲ့မယ်ကျောင်းအုပ်ကျောင်းငါမရောက်ခင်အထိဘသူမှသူ့ကိုလက်ဖျားနေတောင်မထိစေနဲ့တော်တော်မာနကြီးပါလားဘာဖြစ်တာလဲသူဘာပြောလဲအခုချက်ချင်းလာမယ်တဲ့သူသမီးကိုမထိနဲ့တဲ့ကျောင်းအုပ်ကြီးငါမှာအကြံရှိတယ်ကျောင်းတစ်ကျောင်းလုံးအစည်းအဝေးခေါ်ပြီးဒီအကျင့်မကောင်းတဲ့ကောင်မကိုအားလုံးရှေ့မှာတောင်းပန်ခိုင်းဒါမှနမူနာပြဖြစ်မှာမဟုတ်ရင်စိတ်ပုတ်တဲ့ကောင်မလေးတွေအကုန်ဘာဖြစ်မလဲဆိုတာမြင်အောင်လို့အဲ့ဒါနည်းနည်းများမသွားဘူးလားဗာများတာလဲငါသားကတစ်မျိုးလုံးမှာအစင့်တရထားတာကျောင်းရဲ့မျက်နှာစာပဲဒီလိုကောင်မမျိုးကိုမရှင်းရင်အကုန်လုံးကသူ့ကိုမြှူဆွဲလို့ရတယ်ထင်ကုန်ကြမှာပေါ့ကြောက်တဲ့ဟောင်းကခေါင်းညိတ်ပြီးစကားပြောမလို့ပဲရှိသေးတယ်ကောင်းရှုရင်ကငါစပင်ကိုလှမ်းဆွဲတော့တာပဲဒါနဲ့ငါကသူ့လက်ကောက်ဝတ်ကိုဖမ်းချုပ်ပြီးအားနဲ့လိန်ချလိုက်တယ်အားငါဘာသာရှောက်နိုင်တယ်ငါလက်ကိုလှုပ်ပြီးသူ့ကိုအေးအေးဆေးဆေးစိုက်ကြည့်လိုက်တယ်ကောင်းရှုရင်ကသူ့လက်ကောက်ဝတ်ကိုစုပ်ကင်ပြီးနောက်ကိုတလန်းဆုပ်သွားတယ်ငါကြည့်အောင်မှာသူ့ပါဇက်ကဇဲဆိုတန်တွေပြန်ဝင်သွားတော့တာပဲသူငါ့ကိုပြန်ခုခံလိုက်မယ်လို့မထင်ထားသလိုဒီလောက်တန်မာလိုက်မယ်လို့လည်းမထင်ထားဘူးစင်ကြံလန်းမှာသူငါရှိကရှောက်ရင်းလှဲ့လှဲ့ပြီးစိုက်ကြည့်နေတယ်ပါဇက်ကလည်းညစ်ပတ်နေတော့ပဲအရှက်မရှိတဲ့အရာအောက်တန်းစားမွေးကလေးကအမိုက်ပါဇက်ကိုထိန်းပြောပါငါအတန်ကမကျဲပေမဲ့သူ့ကိုလန့်ပြီးနောက်တလန်းဆုပ်သွားစေတယ်သူ့နှုတ်ခမ်းတွေတုံရင်ပြီးထပ်မစဲရဲတော့ဘူးဖဲကြကျောင်းသားတွေကွင်းထဲမှာစောင့်နေကြပြီးကွင်းထဲမှာကျောင်းသား2000ကျော်ကအတန်းလိုက်တန်းစီပြီးတီတိုပြောနေကြတယ်ကောင်းရှုရင်ကငါ့ကိုစင်ပေါ်တွန်းတင်နေငါ့ကိုခြေချော်လဲအောင်အားနဲ့တွန်းတာဒါပေမဲ့ငါကမရိုင်နဲ့ပဲတဲတဲမမက်ရက်နေလိုက်တယ်သူ့မျက်နှာမှာစိတ်ကြဲရိတ်တစ်ခုဖြတ်ပြေးသွားတယ်ဒီနေ့ကျောင်းတစ်ကျောင်းလုံးအရေးပေါ်အစည်းအဝေးခေါ်ရတာကတော့ဒီကောင်မလေးကပဲလီဂန်ကလူစီဟန်ကိုမြှူဆွဲလို့ပဲကန်တင်းမှာဒီလိုအကျင့်မကောင်းတဲ့ကောင်မလေးတွေအရင်ကလည်းရှိခဲ့ဘူးလေလူစီဟန်ကငါသားတစ်မျိုးလုံးမှာအဆင့်တရထားတာကျောင်းရဲ့ကုံဆောင်တဲ့တပီလေးတက်မဲ့သူဒီလိုမိန်းကလေးတွေကငါသားကိုဖျက်ဆီးပြီးကျောင်းရဲ့အနာဂတ်ကိုဖျက်ဆီးဖို့စူးစမ်းနေတာသူတို့ဘာကောင်းထင်နေလဲငါသားကိုစကားပြောဖို့တန်နေထင်နေလားအားလုံးရှိမှတောင်းပန်ပြီးဝန်ခံကတိစာရေးနဲ့အမူအရာကောင်းရင်ကျောင်းမထုတ်ဖို့ငါစဉ်းစားပေးမယ်ရှင်ကငါဘာလို့လဲဆိုတာတောင်းမသိပဲငါ့ကိုတောင်းပန်ခိုင်းရဲတယ်ပေါ့နင်ကဘာကောင်းမှမို့လို့လဲအရှက်မရှိတဲ့ကောင်မလေးတစ်ယောက်ပဲလေသူကငါ့ကိုဇက်တိုက်စော်ကားရင်ပြောလေဒေါသထွက်လေဖြစ်ပြီးငါ့ကိုပါရိုက်ဖို့ပြေးလာတယ်ငါဘေးကိုရှောင်လိုက်တော့သူ့ရိုက်ချက်ကလွဲချော်ပြီးဟန်ချက်ပြက်ကစင်မော်ကနေရှေ့ကိုစိုက်ကြလူနီးပါဖြစ်သွားတယ်လူအုပ်ကြီးကဝါးကနေရေမောကြပြီးကောင်းရှုရင်ရဲ့မျက်နှာတစ်ခုလုံးหนีရဲသွားတယ်ဘာရဲတာလဲသူလူအုပ်ကိုအော်လိုက်ပြီးငါဘက်ကိုရုတ်တရက်ပြန်လှည့်လာတယ်သူ့မျက်လုံးတွေထဲယူသွမှုတွေပြည့်နေတယ်သူ့အိတ်ထဲကအနီရောင်မာကာကလောင်ကိုထုတ်ပြီးအဖုံးကိုလှည့်ဖွင့်လိုက်တယ်နင်ကတော်တယ်ပေါ့ရှောင်နိုင်တယ်ပေါ့နင်းမျက်နှာပေါ်မှာအောက်တန်းစားလို့ရေးပြစ်မယ်ဘယ်တော့မှဆေးမပြေအောင်လုပ်ပြစ်မယ်ကျောင်းတစ်ကျောင်းလုံးနင်ပါကောင်းလဲဆိုတာမြင်စေရမယ်အားအခုတေးသေးချာချာမြင်ရပြီလားရှန်ကျင်မြို့နယ်ပညာရေးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးငါကမြို့နယ်ပညာရေးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးရှန်ကျင်ပါနေကငါတို့ကို3နှစ်သားကလေးအောက်မေ့နေလားဟာဟုတ်ပတ်အဲ့ဒီဝန်ထမ်းကအတူဖြစ်ရမယ်မြို့နယ်ပညာရေးဌာနဒုတိယညွှန်ကြားရေးမှူးဟုတ်လားအသက်ကဘယ်လောက်ရှိသေးလို့လဲစေကျော်တက်လေးလိုပဲခေါင်းဆောင်လုပ်ပြီးလာမလိမ့်နဲ့ဒီဘက်ခေတ်မှာအတူလောက်တာတွေကတော်တော်ခက်မိတာပဲအစ်စ်နဲ့တောင်တူသေးတယ်ငါအစ်စ်ကိုမမြင်ဘူးရင်နေငါကိုလိန်လို့ရသွားမယ်ပညာရေးအဖွဲ့ဒီရှန်ကျင်ဆိုတာဘယ်တန်းကလဲသွားစစ်စမ်းကြောင်းအုပ်ကြီးစစ်ပြီးအဲ့ဒီလိုလူမရှိပါဘူးငါတည်သားပဲနေကအပြင်ကခိုးဝင်လာတဲ့လေးလွင့်နေတဲ့ကောင်မအနီးနားကတမွေးဝမ်းကြောင်းကဖြစ်မယ်ယောက်ျားလေးတွေကိုမြှူဆွဲဖို့ခိုးဝင်လာတာနင်တို့လိုအမိုက်တွေကိုငါအများကြီးမြင်ဘူးတယ်ကြည်စံဝတ်စားထားတာတော့တက်ရဲနဲ့တကယ်တော့လူမိုက်ပဲဝင်တန်းကတ်တူလုပ်ပြီးအဓိကကျောင်းထဲခိုးဝင်ကကျောင်းသားကောင်းတွေကိုပြစ်မှတ်ထားတာလုံခြုံရေးတွေဘယ်ရောက်ကုန်လဲဒီလေးလွင့်ကောင်မကိုဖမ်းထားစမ်းပါကျောင်းအုပ်ကြီးဒီကောင်မကစာရွက်စာတမ်းတူတွေနဲ့ကျောင်းထဲခိုးဝင်ပြီးငါတို့အပေလေးတက်မဲ့သူကိုမြှူဆွဲနေတာရဲခေါ်ရမယ်ရဲခေါ်မှဖြစ်မယ်လူငယ်ထိန်းသိမ်းရေးစခန်းကိုပို့လိုက်နင်အမှန်တိုင်းပြောစမ်းနေဘယ်သူလဲမဟုတ်ရင်အခုချက်ချင်းရဲခေါ်မယ်ငါမျိုးနယ်ပညာရေးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးလို့ပြောပြီးပြီလေလိန်နေတော့မဲနင်ကစေကျော်တက်မင်းကလေးတယောက်ပဲလေဘလို့လို့ဒုတိယညွှန်ကြားရေးမှူးဖြစ်နိုင်မှာလဲလူကြီးရုပ်ပေါက်လို့လားဟုတ်ပဲဘယ်ဒုတိယညွှန်ကြားရေးမှူးကကျောင်းကိုတယောက်တည်းလာမလဲဒရိုင်ဘာလဲမပါလက်ထောက်လဲမပါဘယ်သူမှမပါဘဲနဲ့ဘသူကိုလာလိန်နေတာလဲရဲခေါ်မှဖြစ်မယ်ဒီလိုကောင်မတွေကလူဖွဲ့စည်းရဲ့ကင်ဆာတွေပဲလူငယ်ထိန်းသိမ်းရေးစခန်းကိုပို့ပြရမယ်ဟဲလိုဒါယူရင်အထက်တန်းကျောင်းကကျောင်းအုပ်ကြောက်တဲ့ဟောင်းပါပညာရေးဌာနကအတူလုပ်ပြီးကျောင်းထဲခိုးဝင်ကယောက်ျားလေးတွေကိုမြှူဆွဲနေတဲ့သူတယောက်ကိုမိထားလို့ပါရဲတွေရောက်လာရင်တော့ငိုရတော့မယ်စာရွက်စာတမ်းအတူလုပ်တာနဲ့တင်နင်းဘဝပြတ်ဖို့လုံလောက်တဲ့ရုပ်တရက်သူတို့အမှန်တရားကိုသိသွားတဲ့အချိန်မျက်နှာတွေကိုငါမြင်ကျင်လာပြီငါအမှန်တိုင်းပြောနေတာလေ
အားလုံးကြည့်ထားကြပြီလေတက်မဲ့သူကိုမြှူဆွဲရင်ဘာဖြစ်မလဲဆိုတာနောက်ထပ်ဒီလိုစိတ်ကူးရှိတဲ့သူရှိရင်ဒါနမူနာပဲနေရေနိုင်သေးတယ်ပေါ့ရဲစခန်းရောက်ရင်ရေနိုင်ဦးမလားကြည့်ရသေးတာပေါ့စာရွက်စာတမ်းအတုလောက်တာတခုတည်းနဲ့